X ပေါ်မှာအခုရဲ့အပိုင်းနာမည်ကြီးအမျိုးသမီးနိုင်ငံရေးသမားတွေအမှုပညာရှင်တွေကိုဘီကီနီတွေနဲ့မမြင်ဘူးတဲ့ပုံစံမျိုးတွေတွေ့နေရတယ်မလားပုံတွေကအရန်တေကြတော့လို့တချို့ကအစ်စ်လိုတောင်ထင်သွားကြတယ်တကယ်တော့ဒါဟာ Grok AI ရဲ့အခုလက်ရှိအကြီးမားဆုံးပြောစရာထင်နေတဲ့ပြဿနာပါပဲတာမန် AI တွေဖြစ်တဲ့ Mid Journey တို့မှာဘီကီနီလိုစာသားတွေနာမည်ကြီးပုဂ္ဂိုလ်တွေကိုဆွဲဆောင်မှုလွန်ကဲတဲ့ပုံစံတွေလုပ်ခိုင်းရင်ချက်ချင်း block လုပ်ပါတယ်ဒါပေမဲ့ Elon Musk ရဲ့ Grok AI အထူးသဖြင့် Grok 2 မှာတော့ဒီလို safety filter တွေမရှိသလောက်ဖြစ်နေတာပါအသုံးပြုသူတွေကနာမည်ကြီးအမျိုးသမီးတွေကိုရေကူးဝတ်စုံတွေနဲ့အတွင်းခံတွေနဲ့ပုံဖော်ခိုင်းတဲ့အခါ Grok ကဘာမှမငြင်းပဲထုတ်ပေးနေတာဖြစ်ပါတယ်ဒီအခြေအနေကဘာကိုဖြစ်စေလဲဆိုတော့ကာယကံရှင်ရဲ့ခွင့်ပြုချက်မရှိဘဲ non-consensual sexual content ဖန်တီးတာတွေအများများလာပါတယ် American ဒုသမ္မတ Kamala Harris တို့အောက်လွှတ်တော်အမတ် AOC တို့လို့လူပုဂ္ဂိုလ်ရဲ့ပုံတွေဟာ X ပေါ်မှာရေလိုလွှမ်းမိုးသွားခဲ့ပါတယ်ဒါဟာ deepfake နည်းပညာကိုအလွဲသုံးစားလုပ်ပြီးအမျိုးသမီးတွေကို cyber harassment လုပ်တာပဲလို့ဝေဖန်သူတွေကထောက်ပြနေကြပါတယ် XAI ဘက်ကတော့ဒါကိုပြင်ဆင်ဖို့ကြိုးစားနေတယ်လို့ဆိုပေမဲ့လက်ရှိအချိန်ထိတော့အပြည့်အဝပိတ်ပင်ထားတာမျိုးမတွေ့ရသေးပါဘူးလက်လက်စွာဖန်တီးခွင့်နဲ့လူတစ်ယောက်ရဲ့ဂုဏ်သိက္ခာကြားကမြင်းပါပါလေးကို Grok ကကြော်နှင်းလိုက်ပြီလားလို့မေးခွန်းထုတ်ဆရာဖြစ်နေပါပြီ AI ကပုံဖန်တီးပေးတာကောင်းပေမဲ့ဒီလိုနာမည်ကြီးတွေနဲ့တာမန်လူတွေကိုပါစိတ်ကြိုက်ပြီးကင်းနေဝစ်ခိုင်းပြီးပုံဖော်လို့ရနေတာကတော့နီးပညာရဲ့တိုးတက်မှုလားဒါမှမဟုတ်အန်ဒီရရှိရဲ့ခြေလဲလားမိတ်ဆွေတို့ရဲ့အမြင်ကိုပြောပြခဲ့ကြပါဦး